ဟုတ်ကဲ့ဗျာအခက်ခဲကတော့ကိုတွေးပဲကိုတွေးဆိုတာကတော့အခုကျွန်တော်နေပြည်တော်မှာရှိတဲ့ကြောက်စိမ့်မရီနာခမ်းမရှိမှာဒါဒီအစိုးရဘက်ကနေစီစဉ်ပေးထားတဲ့မီဒီယာပေါ့နော်ဒီမီဒီယာသမားတွေအတွက်ရင်နှန်းဘေးနားမှာကျွန်တော်ရှိနေတာပါဒါပေမဲ့ကျွန်တော်တို့တွေကလွန်ခဲ့တဲ့2ပတ်3ပတ်တည်းကနေပြီးတော့ဘောလုံးကွင်းထဲကိုဝင်ဖို့အတွက်ကပ်ပြားတွေအသီးသီးရထားတယ်အခုဆိုလို့ရှိရင်လည်းဝင်ဝင်အင်ကြီးဆိုလို့ရှိရင်လည်းကျွန်တော်ရထားပြီးပါပြီဒါပေမဲ့ဒီကပ်ပြားမပါတဲ့ပေါ့နော်အဲ့ကပ်ပြားတစ်မျိုးရှိသေးတယ်အဲ့ကပ်ပြားမီဒီယာတစ်ခုကိုနှစ်ဆောင်ဆိုတဲ့အဲ့ကပ်ပြားမရှိတဲ့အတွက်ကျွန်တော်တို့ကကားပေါ်ကိုတက်ခွင့်မရဘူးအဲ့တော့ကားပေါ်တက်ခွင့်မရတဲ့ခြေနေဟာကျွန်တော်တို့တယောက်တည်းကြုံရတာမဟုတ်ဘဲနဲ့ဒီကျန်တဲ့မီဒီယာသမားပေါ့အခုဒီမှာမြင်နေရတဲ့မီဒီယာသမားတွေဆိုလို့ရှိရင်တော်တော်ဟိုဘက်မှာလည်းရှိသေးတယ်တော်တော်များများဖုန်ပွဲကိုအနေနဲ့ရက်ကနေပြီးတော့ကာဗာလုပ်ဖို့လာတဲ့ဥစ္စာကသူတို့ရဲ့ဒီ report ကိစ္စမရေရာဖြစ်နေပါတယ်ခင်ဗျအဲ့တော့ဒီမှာကျွန်တော်တယောက်တည်းသဘောထားရဆိုလို့ရှိရင်ကျန်တဲ့မီဒီယာသမားတွေကလည်းသူတို့ရဲ့ခက်ခဲဖို့ပေါ့နော်ဒါပြောပြပါလိမ့်မယ်ခင်ဗျအခုချက်တော့လာပြပါခင်ဗျနော်ဟုတ်ပါတယ်ကျွန်တော်တို့အခုတိုက်က2ယောက်ရောက်တယ်2ယောက်လုံးဝင်ခွင့်မရဘူးသူတို့ဝင်ခွင့်3ခုလောက်လုပ်တယ်အဲ့တော့ဒါတွေကဘာလုပ်ရမှာကျွန်တော်နိုင်ငံတော်ကလုပ်တယ်ပြောတယ်ကျွန်တော်ဝင်လို့မရဘူးကျွန်တော်ပြည်သူကိုဘာချပြရမှာဘသူကတာဝန်ယူလဲတာဝန်ရှိတဲ့လူလာဘူးဖြေလဲမရှင်းမေးဘူးအကုန်လုံးခေါင်းဆောင်နေတယ်အဲ့ဒီပုံစံကြီးနဲ့ကျွန်တော်အာဆီယံဆမ်းမစ်ဆိုပုံတော်ဝဲသွားပြီဒီလောက်တော့ဘာမှလုပ်လို့မရဘူးကျွန်တော်မီဒီယာကိုလည်းလေးစားမှုမရှိဘူးမီဒီယာဆိုတာပြည်သူရဲ့နာမျက်စိပြောတယ်အခုပြည်သူတွေတင်ပြဖို့ကျွန်တော်တို့လာတယ်အခုကျွန်တော်တခုမှလုပ်ခွင့်မရဘူးအဲကျွန်တော်မနေ့10နာရီတည်းကအခုနေလန်းခံနေရတာမနေ့ရန်တာခမ်းမရှိမှာအခုချိန်ထိပဲအဲကျွန်တော်လုံးပြက်ကင်ပြက်လာတယ်ကိုယ်နိုင်ငံတော်ရဲ့ပွဲကိုယ်အမျိုးသားကစားပွဲတော့ကျွန်တော်သတင်းလုပ်ချင်လို့လာတယ်အခုကျွန်တော်ဝင်ခွင့်မရဘူးတာဝန်ရှိတဲ့လူအခုချိန်ထိလာမရှင်းနိုင်ဘူးကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့အခုဒါဆိုလို့ရှိရင်ဒီဒါတော့မီဒီယာသမားတူပြောပြသွားတာပါဒီအစီအစဉ်ကပထမဆုံးကဒီမနီဂျနာခမ်းပါတယ်မှာ7နာရီမှာ7နာရီကနေ2နာရီအတွင်းမှာကပ်ပြားတွေဟိုအင်ဂျီတွေလဲရမယ်ပေါ့နော်အင်ဂျီဒီမီဒီယာ reporting အတွက်တော့ဗီဒီယိုသမားတွေအတွက်ဒါအင်ဂျီလဲရမယ်ဆိုတော့ခါမှာဒီလိမ်မော်ရောင်အင်ဂျီလဲပါတယ်ဒါလိမ်မော်ရောင်အင်ဂျီလဲပြီးတဲ့ခါမှာအဲ့ဒီမှာစာကတ်ထားတယ်စာကတ်ထားတာ2နာရီလောက်ကြာလို့ရှိရင်ဒီရင်တန်းနဲ့ဒါကားနဲ့ရင်တန်းနဲ့ကြုံမယ်ဆိုတဲ့အတွက်မီဒီယာသမားတွေကဒီမှာတန်းစီစောင့်နေတာပါအဲ့တော့ကျွန်တော်တို့ဒီကားသမားတွေကိုမေးကြည့်တော့ဒါအုပ်ချုပ်ရေးပိုင်းကနေပြီးတော့အစည်းအဝေးတရက်ကျင်းပပြီးတော့အဲ့ဒီကဆုံးဖြတ်လိုက်တယ်လို့တော့သူတို့ကပြောပါတယ်အဲ့တော့သူတို့ရဲ့အုပ်ချုပ်ရေးပိုင်းအစည်းအဝေးတရက်ကကျွန်တော်တို့ပေါ်မှာအကုန်လုံးလွှမ်းခြုံနေလားဆိုတော့အခုဟိုဘက်ကိုသွားလိုက်ပါဦးခင်ဗျကျွန်တော်တို့တက်ခွင့်ရှိလားမရှိလားဆိုတဲ့ဟာကိုကျွန်တော်တို့မှာလည်းဒီမှာမီဒီယာသမားတွေပါကျွန်တော်အခုကျွန်တော်ပြောတော့ကျွန်တော်စမ်းတက်ကြည့်မယ်နော်လက်မှတ်မပါဘူးနော်တက်ကြည့်မယ်ရမလားလို့မရဘူးနော်ဘာဖြစ်လို့မရလဲဆိုတော့ပြကြီးလေးမဟုတ်ကျွန်တော်ကဖြေလို့မရဘူးဆိုတာလူကြီးကိုမေးပြကျွန်တော်တဲ့လူကြီးကိုလေဒါကျွန်တော်ကဟိုစိုးမြတ်ပိုင်ခွင့်မရှိကျွန်တော်မှစိုးမြတ်ပိုင်ခွင့်မရှိလို့နော်အဲ့တော့ညီတို့လူကြီးတွေကဘယ်သူတွေလဲညီအင်းရှာရှိပါတယ်အနောက်မှာကျွန်တော်လည်းနေရလားကိုရင်မေးရလူဟုတ်ပါဘူးဒီမှာလေဟုတ်ကဲ့သူတို့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်ပေါ်မှာကျွန်တော်တို့ရဲ့မီဒီယာတွေ reporting လုပ်ရေးမလုပ်ရေးဟာသူတို့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းမှာမူတည်ပါတယ်ဟိုတော့ကလည်းကပ်ပြားတွေလုပ်ပါဆိုတော့ကျွန်တော်တို့လုပ်ခဲ့ပြီးပါပြီခြေချင်းလည်းလိမ်နေပါပြီဒါပေမဲ့ဒါဒီနေ့အထိနော်စီကင်းချင်းပေါင်းနိုင်ပိုင်းလိုတဲ့အထိအခုအစင်မပြေမှုတွေကဇက်တိုက်ဖြစ်နေပါတယ်ဟုတ်ကဲ့ဟိုဘက်ကိုသွားလိုက်ပါမယ်ခင်ဗျဟုတ်ပြီဝိုင်းလားနောက်တစ်ယောက်တက်ပြီပါဟုတ်ကဲ့ဒီကားလားနောက်တစ်ယောက်ဟုတ်ပြီဗျာကျွန်တော်တို့ဒီမှာဆက်လက်ပြီးတော့ကျွန်တော်တို့နီးတူဒါမြန်မာနိုင်ငံရဲ့စီးကိန်းကိုကာဗာလုပ်ဖို့ဆိုပြီးတော့အဝေးကြီးလာတာခင်ဗျပေါ့နော်ဘယ်ကလာတယ်ပေါ့နော်ဒါမိတ်ဆက်ပေးပြီးတော့ဘလို့ခက်ခဲတွေကြုံလို့ဆိုတဲ့ဟာကိုပြပြလိုက်ပါဗျာဟုတ်ကဲ့ကျွန်တော်ဟိုပါ First Media Group ကပါပြည်တွင်းသတင်းချာနေရပါနော်အခုကျွန်တော်တို့ပြောချင်တာကတော့ဗျာအခုဒီမီဒီယာတွေကိုဟာလာကျွန်တော်တို့ပြိုင်ပွဲဝင်အားကစားပွဲတွေကိုတွားဖို့အတွက်ကကားတွေစီစဉ်ပေးထားတာမီဒီယာနှစ်ချမ်းကွဲဆိုဖြစ်နေဗျာနော်တိုက်ကိုကျွန်တော်တို့ကလက်မှတ်2ဆောင်ပေးတယ်ခန်း2ခုပေးတယ်လို့ပြောတယ်ကျွန်တော်တို့ကလည်းတိုက်ကကျွန်တော်ဆိုလဲကျွန်တော်တိုက်ကကျွန်တော်တယောက်တည်းလာတာ
ကျွန်တော်တက်တယ်ဟာကျွန်တော်အထက်ကြီးချက်ကဲလည်းမလာဘူးကျွန်တော်လွတ်တယ်နော်ပြောမယ်ဆိုလို့ရှိရင်ဒါပေမဲ့အခုသာကဒီမှာကားပေါ်မှာတက်ခွင့်မရဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့နားမလည်နိုင်တာဖြစ်တယ်အဓိကကျွန်တော်တို့ဒီကတ်တွေကကျွန်တော်ဒါဟာလားအစည်းအဝေး2ကြိမ်တက်ခဲ့တယ်ကျွန်တော်ဒါသတင်းတွေကျွန်တော်ရေးသားခဲ့ပြီးသားတွေနော်အဲ့တော့ဒီကတ်တွေကကျွန်တော်လုံခြုံရေးကတ်တွေကျွန်တော်လောက်ထားတယ်ဗျာဟုတ်ပါတယ်ကျွန်တော်လည်းဒီမှာရှိပါတယ်နော်တီဖိုးဆိုလို့ရှိရင်အခုတီဖိုးဆိုလို့ရှိရင်အခုဒီနားမှာရပ်ထားတဲ့ကားတွေကိုဒါမူလသူတို့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်တိုင်းဆိုလို့ရှိရင်တီဖိုးဆိုလို့ရှိရင်ဒီကားတွေပေါ်မှာရပ်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဒီဥစ္စာလေးပြတာတော့village area ဆိုတာတော့ဂိုးကန်ကိုသွားခွင့်မရတာလွဲပြီးတော့ဒီကတကယ်ဆိုလို့ရှိရင်တော်တော်အသုံးဝင်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့ခြေနေမှာတော့အဲ့လိုမဟုတ်ပါဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကဒီမှာစီစဉ်ထားတဲ့အတိုင်း MBC တို့ကိုဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးကပ်ပြားတွေထားလို့ရပါတယ်အဲ့ဒါလည်း2ရက်ကြာပါတယ်ဆိုလိုတဲ့သဘောကတိုင်းပြည်ကိုဘောတော့ကဘာလက်ခီးသားသွားတွေလာဖို့เนาะနောက်ပြီးတော့တိုင်းပြည်ကိုကဘာသီးဖို့ဆိုပြီးတော့လူကြီးတွေကစီစဉ်တော်ညာလဲတကယ်လက်တွေ့ဘောမှာတော့ကျွန်တော်တို့ကဒီမီဒီယာသမားတွေကနေပြီးတော့မှလာပြီးတော့ကျွန်တော်တို့ကမြန်မာတွေရဲ့အားကစားကို reporting ကဘာကြီးသိအောင်အစီအကံထားတဲ့စာလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီကပ်ပြားတွေနဲ့ပဲလုံးနဲ့ချတယ်လိုက်နေပါခင်ဗျာ